အားလုံးပဲမင်္ဂလာပါ The Deep Space Lab ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့စက်ကြဝဠာကြီးလိုပဲထူးခြားဆန်းကျယ်လွန်းတဲ့လူခန္ဓာကိုယ်ရဲ့မယုံနိုင်စရာလျှို့ဝှက်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကျယ်ရီစီကလာတဲ့အတန်များတကယ်တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုလမ်းလျှောက်နေတဲ့ကျယ်တပွင့်လိုတောင်ခေါ်ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်မှာဖွဲ့စည်းထားတဲ့အတမ်60ရာခိုင်နှုန်းကျော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံချီကစူပါနိုဗာပောက်ကွဲမှုကနေဆင်းသက်လာတဲ့ကျယ်တွေရဲ့အပိုင်းအစတွေဖြစ်လို့ပါပဲ။နံပါတ်2အုံနောက်ရဲ့ storage လူအုံနောက်ရဲ့မှတ်ဉာဏ်တိုးလောင်နိုင်စွမ်းဟာခန့်မှန်းခြေ 2.5 ပက်တာဘိုက်ရှိပါတယ်။ဒါဟာ HD ဗီဒီယိုအကြည့်တွေကိုနာရီပေါင်း3000စာလောက်တင်ထားနိုင်တဲ့ပမာဏမျိုးပါနံပါတ်3 986 megapixel မျက်လုံးများကျွန်တော်တို့ရဲ့မျက်လုံးဟာ986 megapixel ရှိပါတယ်ဒါဟာ iPhone ကင်မရာထက်10ဆကျော်ပိုကြီးလင်းတဲ့ကမ္ဘာအကောင်းဆုံးကင်မရာတစ်စုံပါပဲနံပါတ်4တမနီထက်မာကျော်တဲ့အယိုးများလူအယိုးဟာထုတဲ့ချင်းတူမယ်ဆိုရင်တမနီထက်9ဆပိုမာကျော်ပါတယ်တင့်ရဲ့ဖနှောင့်အယိုးအခုတည်းတင်လူ40ရဲ့အလေးချိန်ကိုခံနိုင်ရရှိပါတယ်နံပါတ်5အားအပြင်းဆုံးအစာချေ acid ကျွန်တော်တို့အစာအိမ်ထဲမှာရှိတဲ့ acid ဟာဗလစ်သားလို့တတုပြားတစ်ခုကိုတောင်အရေးပြိုသွားစေနိုင်လောက်အောင်ပြင်းထန်ပါတယ်နံပါတ်6ခန္ဓာကိုယ်ထဲကသက်ရှိကဘာများလူခန္ဓာကိုယ်ဟာသက်ရှိပေါင်းတန်းကတိချီနေထိုင်တဲ့အကြီးမားဆုံးကဘာကြီးတစ်ခုပါသိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲစုစုပေါင်းရဲ့တဝက်ကျော်ဟာလူသားဆဲတွေမဟုတ်ကြပါဘူးအဲ့ဒါတွေဟာဘက်တီးရီးယားဖန်ဂတ်လို့အခြားသောအဏုဇီဝသက်ရှိလေးတွေပဲဖြစ်ပါတယ်ကဲအခုရောမင်းကမဲကဘာဘော်ကတာမန်လူတယောက်လိုပဲထင်နေတော့ပဲလားဒီလိုမျိုးမယုံနိုင်စရာလျှို့ဝှက်ချက်တွေကိုထပ်ပြီးသိကျင်သေးတယ်ဆိုရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်